ဒီမှာတော့တူရကီနိုင်ငံအကြောင်းကိုပြောပြပေးမယ်တူရကီနိုင်ငံဒီကပ္ပခြားနာတော့30နေရတယ်2025ဆင်းရခြားနာဆိုနံပါတ်30နေရတယ်တည်ရှိသည်ဒီနေ့မှာတော့ကျွန်တော်ကတူရကီနိုင်ငံတမန်ကြောင်းကိုပြောပြမယ်ဘူးဇွန်တိုင်ခရနဲ့စမယ်ရှေ့ကလေးကတူရကီမြေတွေဘူးဇွန်တိုင်အင်ပါယာတည်ရှိခဲ့သည်ရှေးဥရောပစနစ်ဖြစ်ပြီးခရစ်ယာန်ဘာသာကိုနောက်ခံထားခဲ့သည်အခုအစ္စတန်ဘူလ်မြို့ဒီဘူးဇန်တိုင်ခေရဲ့မြို့တော်တစ်ခုဖြစ်ခဲ့1999ခုနှစ်မှာအော်တိုမန်အင်ပါယာစတင်တည်ထောင်1453ခုနှစ်တွင်ဘိုက်စတန်တီနမ်မြို့တော်ကိုတည်ယူပြီးအစ္စတန်ဘူလ်ဟုအမည်ပေးအီရူရောအာရှာဖီကာတို့တိုးချဲသောအင်ပါယာဖြစ်ပြီး600နီးပါးသည့်မဟာဗျူဟာနဲ့စစ်တပ်ခိုင်မာမှုကြောင့်ကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်လာတူရကီနိုင်ငံ Republic of 1923ခုနှစ်တွင်အော်တိုမန်အင်ပါယာကပြိုကွဲပြီးနောက်မုစတာဖာမတ်တူရကီနိုင်ငံတစ်ကိုတည်ထောင်ခဲ့သည်ကာဝါဂျာမူလာအကြီးဆုံးမူဝီနယ်လိုအဖွဲ့အစည်းအားလောကပြောင်းလဲစနစ်တဲ့ဥရောပနေပညာရေးစနစ်ကိုတူရကီဒီနိုင်ငံရေးပေါ်စစ်တပ်၏အာဏာကိုထိန်းချုပ်မှုများရှိသည့်တော်လှန်ရေးကြိုးပမ်းမှုများဆွေးရပြောင်းလဲမှုများပြုလုပ်ခံရတကူအခါတွင်ရီကတ်တန်ဒီသမရဖြစ်ထိန်းချုပ်နေသည့်နေတိုးအဖွဲ့ဝင်ပြည်ပြီးအကျဉ်းမှုအနေနဲ့ဥရောပနဲ့အာရှတို့ပြောင်းလဲမှုများပေါင်းစပ်ထားတယ်ဒီနေ့မှာတော့တူရကီနိုင်ငံအကြောင်းကိုပြောပြပေးတာပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့လီယွန်ပဲဖြစ်ပါတယ်